ကဲ World Cup ပွဲစဉ် Round 2ရဲ့ Day 1 ပေါ့နော်ဒီနေ့ကတော့ပွဲစဉ်၄ပွဲရှိရတဲ့ကျွန်တော်အကြိုက်2ပွဲကိုရွေးချယ်သုံးသပ်ပေးပါမယ်မနေ့ကတော့ကျွန်တော် all win တယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram Channel မှာတင်တဲ့3ပွဲလုံးနဲ့ all win တယ်ကျွန်တော် TikTok မှာတင်တဲ့2ပွဲလုံးနဲ့ all win တယ် YouTube မှာတင်တဲ့4ပွဲကတော့အင်္ဂလန်9အောက်ပဲကြိုးပြီးတော့ကျန်တာအကုန်ကျွန်တော်နိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့ subscriber ဟောင်းညီကိုရင်နဲ့ညီကိုအသစ်တွေရောကျွန်တော်ရဲ့ YouTube Channel ကို subscribe လုပ်ခဲ့ပါအောင်ကျွန်တော် YouTube Channel အသစ်ပြန်ဖွင့်လာတာမို့လို့ပေါ့ကဲပထမတစ်ပွဲစလိုက်ရအောင်မက္ဆီကိုနဲ့တောင်ကိုရီးယားပွဲစဉ်ပေါ့နော်အင်ရှင်မက္ဆီကိုကဒီပွဲမှာ body weight level 80ရှုံးပေးထားပြီးတော့ကိုပေါင်းကြီးနှလုံး40ရှုံးသူဖွင့်ထားတယ်ပေါ့နော်ဒီနှစ်သင်းကဒီ group မှာ3မှတ်စီရထားတဲ့အသင်းတွေပေါ့သူတို့နှစ်သင်းအနေနဲ့တယောက်3မှတ်ရပြီးဖြစ်တဲ့အတွက်လက်ကျန်2ပွဲလေးကိုဒါ snowball လေးလုပ်လိုက်မယ်ဆိုရင်နောက်တစ်ဆင့်ကို AC တက်ပြီနော်အင်ရှင်မက္ဆီကိုအနေနဲ့ကလည်းဒါဒီပွဲမှာထိန်းထိန်းဆော့လို့ရတယ်လို့တောင်ကိုရီးယားအသင်းကလည်းထိန်းထိန်းဆော့လို့ရတယ်ပေါ့အဝေးသင်းဖြစ်တဲ့တောင်ကိုရီးယားဆိုရင်ပို့ပြီးတော့မှသူထိန်းထိန်းဆော့မှာပေါ့သူ့အနေနဲ့3မှတ်ကလည်းရပြီးသွားပြီအခြေအနေကလည်းနောက်တစ်ဆင့်တက်ဖို့အတွက်ကောင်းနေတဲ့အချိန်မှာအင်ရှင်အသင်းကိုသွားပြီးတော့မဟာရီယာကြီးဖွင့်ကန်မယ်လို့ကျွန်တော်တော့မထင်ဘူးဒီညတောင်ကိုရီးယားရဲ့ပလန်လုံးဝပွဲကိုထိန်းနိုင်တဲ့လောက်ထိန်းပြီးတော့ပိတ်ကန်ဖို့ပဲသူကပြင်ဆင်လာဖို့များတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ကဒီပွဲမှာဦးစားပေးအနေနဲ့ကျွန်တော်6ပေါင်းအောက်ကိုအရင်ကြိုက်တယ်ကျွန်တော် body မှာဆိုရင်ကျွန်တော်ကတောင်ကိုရီးယား body ကိုကြိုက်တယ်ဒီပွဲကထိန်းဆော့ဝိုင်းနေပဲတည်ကြလိမ့်မယ်လို့ကျွန်တော်ကတော့သုံးသက်တယ်အဲကြောင့်ကျွန်တော်ကဒီပွဲကိုဦးစားပေးအနေနဲ့တောင်ကိုရီးယား6အောက်ကြိုက်တယ် body အနေနဲ့ကတောင်ကိုရီးယား body ကိုကြိုက်တယ်ဒီပွဲကျွန်တော်ခမှန်းရလက် ZZ ပဲကျွန်တော်မှန်းတယ်ဒါကျွန်တော်ရဲ့ chorus score ကလည်း ZZ ပေါ့နော်လက်ဖြန်ကြမှာစောင့်ကြည့်မယ်ကျွန်တော်ဒီညတောင်ကိုရီးယား6အောက်နဲ့တောင်ကိုရီးယား body ကိုရွေးပါတယ်ဒီပွဲမှာတော့ကျွန်တော်တို့ကဘောလုံးပွဲတစ်ပွဲကိုစဉ်းစားသုံးသပ်တဲ့အခါမှာနားထောင်သူအနေနဲ့နားလည်လွယ်ဖို့ကျွန်တော်တို့ပို့ပြီးတော့သုံးသပ်တယ်ပေါ့ကျွန်တော်တို့မှာအဲ့ဒီအကွက်ကိုကြားရတဲ့တခြားချက်လက်တွေရှိနေရင်တော့မှဒီနားထောင်သူရဲ့နားထဲမှာရှင်းသွားဖို့အတွက်ကျွန်တော်တို့ပို့ပြီးတော့ပြောရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ကတချို့ဟာလေး data လေးကြံခဲ့တာလည်းရှိမယ်ပေါ့နော်ကျွန်တော်ရဲ့ ideological ဘိုင်းတွေကျွန်တော်ရဲ့ tactic ဘိုင်းသုံးသပ်တာတွေကျွန်တော်ကြံခဲ့ရင်ကြံခဲ့လိမ့်မယ်ဒါပေမဲ့ကျွန်တော်ချင်းကပ်ပုံနဲ့ကျွန်တော်ရဲ့သုံးသပ်ပုံကတော့ဒီပုံစံပဲကျွန်တော်ပြောတာတွေပဲကြံရင်ကြံခဲ့လိမ့်မယ်ပေါ့ဒီတောင်ကိုရီးယား6အောက်ကိုရွေးရတဲ့အကြောင်းရင်းကလည်းရှေ့ round 1မှာနောက်ကျပွဲတွေအကုန်လုံး6ပေါ်ထားတယ်ပေါ့နော်6အောက်တာဆိုလို့တူရကီနဲ့ဩစတြေးလျနဲ့ 2-0 ဆိုတဲ့ပွဲတစ်ပွဲပဲ6အောက်ထားတာနောက်ကျပွဲတွေအကုန်လုံး6ပေါ်ထားတာအဲ့အတွက်ကြောင့် round 2ပွဲအစမှာနောက်ကျပွဲ6အောက်လိမ့်မယ်လို့လည်းကျွန်တော်သုံးသပ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီညဒီပွဲကို6အောက်ရွေးရခြင်းဖြစ်တယ်ကျွန်တော်ဦးစားပေး6အောက်ပါတောင်ကိုရီးယားနောက်တစ်ပွဲကလည်းအင်ရှင်ကနေဒါနဲ့ကာတာပွဲပေါ့နော်ဒီပွဲမှာအင်ရှင်ကနေဒါက body weight 2+90 ပေးထားပြီးတော့ကိုပေါင်းကြီး 3+50 ပဲဖွင့်ထားတယ်ဒီကြီးကမနေ့ကပေါ်တူဂီကြောက်သွားတဲ့ကြီးပေါ့ပေါ်တူဂီကြောက်သွားတဲ့ပေါ်တူဂီကွန်ဂိုနဲ့1-1ကြောက်သွားတဲ့ကြီးနဲ့တူတူပဲဒီကြီးကဒီကိုပေါင်းဝင်ရိုးရော body ဝင်ရိုးရောပေါ်တူဂီကြီးနဲ့တူတူပဲဒါပေမဲ့ကျွန်တော်ဒီပွဲမှာပေါ်တူဂီကြောက်သွားတဲ့ကြီးကိုကျွန်တော်ကနေဒါ body ကိုကျွန်တော်ကြိုက်နေတယ်ကြီးကျွန်တော်တို့လည်းကြီးသမားတွေပဲဒါပေမဲ့ကြီးကိုသုံးသက်တဲ့လူနေနဲ့ကဒီပွဲကိုမြင်ချင်းပဲကာတာ body ကိုလုံးဝကြိုက်မှာကနေဒါနိုင်သွားလဲတကူပဲကွာဒီလိုကြီးမျိုးတွေကလုံးဝအောက်တစ်ချောင်းဝင်နေဆိုတဲ့အကွက်နဲ့ထိုးသားကာတာကိုပဲဒီညယူရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကနေဒါ body ကိုဒီညကြိုက်တယ်ကနေဒါအနေနဲ့နောက်ဆင့်တက်ဖို့တော့ဒီပွဲနိုင်အောင်နိုင်မှရမယ်သူနိုင်ဖို့အတွက်လည်းသူလုံလောက်တဲ့ကြီးပေးထားတဲ့အတွက်ကျွန်တော်ဒီညကနေဒါကိုယုံလိုက်မယ်ကျွန်တော်ဒီညအဲ့ကြီးကိုမျက်ကွယ်ပြုတ်ပြီးတော့အင်ရှင်ကနေဒါ body ကိုပဲကျွန်တော်ရွေးလိုက်ပါမယ်ကျွန်တော်ကြိုက်ကတော့ကနေဒါ body ပါ6ပေါင်းကတော့မရွေးတော့ပါဘူးဒီပွဲက 2Z 3Z လည်းဖြစ်သွားနိုင်တဲ့အတွက်6ပေါင်းကတော့ဘာမှမဖြစ်သွားနိုင်လို့ကျွန်တော်6ပေါင်းရှောင်ပြီးတော့ကနေဒါ body တစ်ချောင်းပဲယူပါမယ်ဒီပွဲမှာတော့ဒီနေ့ကတော့ဒီ2ပွဲပဲကြိုက်လို့အတွက်ဒီလောက်ပါပဲညီကိုတွေအားလုံးပဲခွက်လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကိုလည်း subscribe လုပ်ခဲ့ပါဦး